တင်ဘဝမှာဘာပြောက်ဆုံးနေတယ်လဲမိတ်ဆွေတို့ခံလေးကြရင်ဘာလို့ဒီလောက်ပဲမန်းနေရတာလဲဘာလို့အောင်မြင်နေပါလေရဲ့နဲ့မပြောနိုင်တာလဲဆိုပြီးတွေးဘူးလားဘိုးလည်းအဲ့လိုပဲခံစားခဲ့ရပူပါတယ်ဘိုးဤခိကိုင်းအကြောင်းကိုသိပြီးတဲ့နောက်မှာဘိုးဘဝမှာဘာပြောက်ဆုံးနေတယ်လဲဆိုတာသိသွားတယ်အဲ့ဒါဇမ်းရမဟုတ်ပါဘူးအလေးပဲရှိရှိရှင်းတဲ့ချင်းဆိုတဲ့ဤခိကိုင်းမှာပဲဒီနေ့ဖုန်နားလေသွားတဲ့အချက်တွေကိုမိတ်ဆွေတို့လည်းလိုက်နာနိုင်အောင်ပြန်လည်ဝင်မြတ်ပြီးချင်ပါတယ်ပထမဆုံးအနေနဲ့အီကီကိုင်းဆိုတာဘာလဲရှင်းပြပေးပါမယ်အီကီကိုင်းဆိုတာဂျပန်စကားလုံးဖြစ်ပြီးဂျပန်လိုဘဝအထိပ္ပယ်လို့အဓိပ္ပာယ်ရပါတယ်မိတ်ဆွေတို့နားလည်အောင်ပြောရရင်အနက်မိုးလင်းတာနဲ့အိယာကထားခြင်းစိတ်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းလို့ပြောရပါမယ်အဲ့ဒီအကြောင်းရင်းကတော့အထူးကအချက်၄ချက်စုံစည်းရပါမယ်နံပါတ်1ကိုဝါဒနာပါတဲ့အရာနံပါတ်2ကိုကျွမ်းကျင်တဲ့အရာနံပါတ်3လောကကြီးအတွက်လိုအပ်နေတဲ့အရာနံပါတ်4ကိုယ်ကိုဝင်ငွေရစေမယ့်အရာဒီအကြောင်းအရာ၄ချက်စုံစည်းအောင်တော့အီကီကိုင်းလို့ခေါ်ပါတယ်မိတ်ဆွေသားအီကီကိုင်းကိုပိုင်ဆိုင်ထားတယ်ဆိုရင်နှုတ်ထလာတဲ့မနက်တိုင်းကအထီးပဲရှိနေမှာပါအလုပ်ဆိုတာကိုလူတွေကနာမည်ကြားရုံနဲ့ပြင်ပန်းစရာကြီးထင်ပြီးကြောက်နေကြပါတယ်တကယ်တော့အလုပ်ဆိုတာကြောက်စရာမဟုတ်ပါဘူးဘိုးတို့လူသားတွေကအလုပ်ကိုပတ်စံရဖို့အတွက်ပဲလုပ်နေကြလို့ပြင်ပန်းနေရတာပါဒါပေမဲ့စဉ်းစားကြည့်ပါဘိုးတို့ကိုဝါဒနာပါတာကိုလုပ်နေတဲ့အချိန်မှာတော့မပြင်ပန်းဘူးလားအချင်းဟိုတော့ဘလို့ကုန်မှန်းမသိကုန်သွားတတ်ကြပါလေဘိုးတို့ဝါဒနာကလူတို့အတွက်လိုအပ်တဲ့အသုံးဝင်နေဆိုရင်အခန်းဆိုတာနောက်ကလိုက်လာမှာပါဒါကြောင့်မိတ်ဆွေတို့ကိုတိုက်တွန်းချင်တာကိုယ့်ရဲ့ flow ကိုရှာပါကိုလုံးနေတဲ့အလုံးမှာအချင်းကုန်မှန်းမသိကုန်အောင်စိတ်မြထားနိုင်တဲ့အရာတစ်ခုကိုနှီးစင်ဘဝမှာထည့်ထားလိုက်ပါဒါဆိုရင်တော့မိတ်ဆွေရဲ့မနက်ခင်းမှာအားရင်အပြင်းနဲ့နိုးထလာပြီးနေ့ရက်တိုင်းပျော်ရွှင်နေပါလိမ့်မယ်ဒီခိတိုင်းဆိုတာကိုဝေးဝေးရှာစရာမလိုပါဘူးမိတ်ဆွေရဲ့ရင်ထဲမှာရှိပြီးသားပါအားလုံးပဲကိုယ့်ရဲ့အခီတိုင်းကိုရှာတွေ့ပြီးပျော်ရွှင်နေဘဝကိုဖန်ဆင်းနေကြပါစေ